လော့မြန်မာအိုမြန်မာတို့ထလော့ဆိုတော့ဒါအိပ်ပျော်နေတာသိကြပြီလေနော်ဆရာတော်ကြီးနှိုးပြီထလော့မြန်မာအိုမြန်မာတို့ကျွန်တော်လည်းဆရာတော်ကြီးနှိုးတော့ထားတယ်ပေါ့ဗျာမျက်လုံးလေးပုတ်တက်ပြီးတော့အိတ်ချင်မှုလူနဲ့မြန်မာပြည်ပြီးနော်တို့ရွာတို့မီတို့ရွာမျိုးဝဲဇေဒီစဘာများလဲများဟာဟုတ်ပါတော့ဗောဆရာကျွန်တော်တိုင်းပြည်ဇေဒီစဘာရွှေဝါရောင်အစိမ်းရောင်များလဲများဟုတ်ပါဆရာကြီးချစ်လိုက်တာကျွန်တော်တိုင်းပြည်တက်ကြွလာပြီဇေဒီစဘာများလဲများပါလေလဲတမွဲမွဲနဲ့ဟမ်ဆရာလဲကျွန်တော်တက်ကြွမယ်မှမကြံသေးဘူးလှုပ်ထဲလိုက်ပြီများပါလေလဲတမွဲမွဲနဲ့ဆင်းရဲကာကာလကြာလင်ရာစကာမျိုးတညှိုးညှိုးနဲ့ပထိုးမြေမောင်ကြောင်းညူကြောင်းညာလှဲ့လေသွားလေမစားလေရဝမ်းမဝ၍ဆွမ်းမြမတင်နိုင်ရှိမိသည်ဟာဆရာရက်ဆက်တာဆရာဇေဒီပထိုးတွေများစဘာတွေအဲ့လိုဆိုပြီးတော့မင်းတို့အဲ့လိုလုံးမတင်နဲ့ဆင်းရဲကာလကြာရာစကာမျိုးရာစကာဆိုပါဗျာတထောင်းစားကိုပြောတာဆရာတော်ကြီးဗျာတကယ်အင်မတန်ဆိုးနေတဲ့ပြင်းနေတဲ့မိကလေးတယောက်ကိုအဖိုးကငေါ့သူလိုငေါ့တာရာစကာဆိုတာဘာလဲတောင်းစားလက်ပြန်ခံတောင်းတော့ပေးပါဦးဟာရလာပြီဟာစားပြီပေးပါဦးဟာရလာပြီစားပြီပေးပါဦးအရက်ထဲတယ်ဗျရက်ထဲတယ်ဗျနော်ဆင်းရဲကာလကြာရင်ရာစကာမျိုးတညှိုးညိုးနဲ့ပထိုးမြေမောင်ကြောင်းကျူကြောင်းညာလှဲ့လေသွားလေမစားလေရဝမ်းမဝ၍ဆွမ်းမြမတင်နိုင်ရှိမိသည်ဟာဆရာရက်ဆက်တာနှိုးတော့ကနှိုးပြီးအဲ့လိုနေရဥတာမကောင်းဘူးဆရာတော်ပြီဆရာမြန်မာပြည်ပြီပြန်အိတ်မယ်နော်ပြန်အိတ်လိုက်မရဘူးဒုတိယပိုက်ဆက်နှိုးတယ်ထလော့မြန်မာအိုမြန်မာတို့ဟာထားပြန်ပြီတို့ရွာတို့မီတို့ရွာမြေဝဲရေချိုတောက်ရမြစ်ချောင်းကန်နှင့်သီးနှံချိုပြများလဲမြိုက်ဟာ natural resources ဟုတ်ပါတော့ဗောဆရာရေချိုရင်ငါရှိတယ်ရာသီဥတုနှွေမိုးဆောင်ရှိတယ်ဘယ်နေရာဘာတူးလဲဘာဆိုင်လဲအကုန်ထွက်တယ်ပေါ်လိုက်တွေ့လိုက်တာဆရာဆိုအဲ့ဒါညွှန်ပြရေချိုတောက်ရမြစ်ချောင်းကန်နှင့်သီးနှံချိုပြများလဲမြိုက်များပါလေလဲတမွဲမွဲနဲ့ဆင်းရဲကာလကြာလေမြင်သာမြင်ရမစားရ၍တောကပိတ်တာဖြစ်မိသည်ဟာပထမအပိုက်တုန်းကရာစကားဒုတိယအပိုက်ကျတော့ပိတ်တာပူဆိုးသွားပြီတော်ပြီဆရာပြန်အိတ်မယ်မရဘူးဆက်နှိုးတယ်ထလော့မြန်မာထလော့အာမပြော့နဲ့မလျှော့လုံးလားသူကစ၍ငါကအားလုံးလက်ယုံများမြောင်ညံများမြောင်နဲ့စွမ်းဆောင်ကြလေလော့ဤနေဤရာဘု ရလဲဤရာစဘာဘု စဘာလဲထလော့တာဝန်ပွန်လော့လုပ်ငန်းညံရှိပန်းတဝမ်းတစိညီစေတည်းဆိုဆော်ထက်ကြည့်ကြတာ1935လွတ်လိုက်မရခင်73နှစ်ညာစေရနာတမာရိသီလအားကြီးတဲ့ပုဂ္ဂိုလ်ကြီးများကြတော့အစောကြီးကကြိုးပြီးတော့မြင်တတ်ပြီးတော့တိုင်းပြည်ကိုအဲ့လိုလုပ်ပေးနေတာကျွန်တော်တို့ကျေးဇူးဆန်လို့မကုန်ပါဘူးဖန်တီးသွားတဲ့အမှုပညာကျွန်တော်တို့အဲ့လိုခံစားပါမယ်